ဘုရားသခင်ကတင်းရဲ့အချိန်တိုင်းကိုစိတ်ဝင်စားတော့ဘုရားဖြစ်ပါတယ်အထူးသဖြင့်စပြီးတော့အပြစ်လုပ်တဲ့ချိန်ကိုပို့ပြီးတော့စိတ်ဝင်စားပါတယ်တင်ပါလို့မလဲမထူးပါဘူးကွာဆိုပြီးတော့အပြစ်ထဲမှာပဲဆက်ပြီးတော့တော်မလားဒါမှမဟုတ်ပျောက်တော့တာလိုမျိုးဖခင်စီကိုနောင်တနဲ့ပြန်လာမလားဆိုတာကိုဘုရားကအထူးသိချင်နေပါတယ်တင်းရဲ့ရွေးချယ်မှုကိုတန်ဖိုးထားတော့ဘုရားဖြစ်ပါတယ်ဒီနေ့နောင်တနဲ့ပြန်လာတော့ပျောက်တော့တာခဲ့တော့ဖခင်ရဲ့စိတ်နှလုံးသားကိုပျော်ရွှင်စေတော့သူများဖြစ်ကြရအောင်ရွေးချယ်ဆုံးဖြတ်ရတော့မယ်အချိန်တိုင်းမှာကိုယ့်ရဲ့စိတ်ခံစားချက်တွေထက်ဘုရားကိုနံပါတ်1ရွေးချယ်ဆုံးဖြတ်တော်သူများဖြစ်ပါစေ